စားကြပါဦးရှင်ဒါတချင်းတော့ကဒီကတည်းကကိုရထားကြဗါလေမြို့သားကနောင်းမေရွာကတရက်တီးမိပြောပါပြီဒါကနွားနုချက်ဒါကချက်မောင်းဒါကပြည်ကျော်ပါတယ်တော့အလုံးရောက်ွယ်တယ်ဘယ်လိုတော့မိပြဝိုင်းလင်းရောက်ပြီချက်ပြလေးပါကြည့်ပါတီးပြုံးလွင်ကနေအမေလာပေးကြပါရှင်သမင်းများများထည့်ခဲ့လားဟုတ်ကဲ့အဲ့ဒါပါလို့ကြောက်